တမန်တော်ဝိတ္ထုအခန်းကြီး8အပိုက်ငယ်26ကနေ28အေသီယိုပိအမတ်ဆိုတဲ့လူတစ်ယောက်ရှိအဲ့ဒီအေသီယိုပိအမတ်ကတရက်တော့သူဖျားကိုးကွယ်ဖို့ယေရုရှလင်ကိုသွားတယ်အဲ့ဒီခေတ်တုန်းကဖျားကိုးကွယ်ရင်ယေရုရှလင်မှာပဲဗိမာန်တော်ရှိတကယ်ဆိုသူမအားဘူးပဲသူမအားသူကမိဖျားရဲ့ဗန္နာတော်ရှိသမျှကိုကြည့်ရှုရတဲ့ဗန္နာဒိန်ဖြစ်တယ်ဆိုတော့အဲ့ဒီဗန္နာဒိန်တယောက်ကမအားပေမဲ့ယေရုရှလင်အထိသူဘုရားရှိခိုးဖို့သွားတယ်အပြန်ကြတော့အဲ့တော့သူမြင်းလဲနဲ့သွားတယ်အပြန်ကြတော့မြင်းလဲပေါ်မှာဟေရှာယအနာဂတိကျမ်းစာကိုဖတ်ပြီးပြန်လာတယ်အဲ့တော့သူ့အနေနဲ့ဖျားသွားကိုးကွယ်တဲ့အခါမှာလွယ်လွယ်လေးမဟုတ်ဘူးတရက်ကွက်ထဲမို့လို့ကိုးကွယ်တာမဟုတ်ဘူးအိမ်ဘေးနားမှာမို့လို့ဖျားသွားရှိခိုးတာမဟုတ်ဘူးအဝေးကြီးသူသွားရတာဖြစ်တယ်သူခကြီးကမြင်းလဲနဲ့သွားရတာဖြစ်တယ်အားတာမဟုတ်ဘူးဒါဆိုသူဖျားကိုသွားကိုးကွယ်တဲ့အခါမှာသူ့စီကနေဘာပေးရလဲအချိန်ပေးရတယ်ဖိုးခပေးရတယ်ဒီတိုင်းမဟုတ်ဘူးနော်အချိန်ပေးရတယ်သူ့ရဲ့အဖိုးခကဘာပေးပြီးကိုးကွယ်လဲအချိန်ပေးပြီးမှဖျားဘာလို့ ရလဲကိုးကွယ်ရတာလွယ်လွယ်လေးမဟုတ်ဘူးဆိုတော့ဒီကနေ့ကျွန်တော်တို့ဓမ္မရှိတဲ့မိဘညီကိုမောင်နှမများဖျားခင်ကိုကိုးကွယ်ဖို့ဆိုတာအချိန်နေအများကြီးဘာလို့ ရလဲပေးရတာကျွန်တော်တို့ပေးတဲ့အချိန်ကအနည်းဆုံးပဲတကယ်အေသီယိုပိအမတ်ဆိုအချိန်ဘာလို့ ရလဲအများကြီးပေးပြီးကိုးကွယ်ရတာသူကအပြန်မှာမြင်းလဲစီးပြီးပြန်လာတော့ဟေရှာယအနာဂတိကျမ်းကိုဖတ်နေရင်းနဲ့အဲ့ဒီမှာဖိလိပ္ပုဆိုတဲ့လူတစ်ယောက်ကိုဘုရားသခင်စကားပြောတယ်စကားပြောတော့ဖိလိပ္ပုကအဲ့မြင်းလဲနောက်ကိုလိုက်တယ်ပြီးမှအေသီယိုပိအမတ်ကြီးဖတ်နေတဲ့ကျမ်းစာရဲ့အဓိပ္ပာယ်ကိုရှင်းပြလိုက်အမတ်ကြီးဖတ်နေတဲ့ဥစ္စာအမတ်ကြီးနားမလဲဘူးအဲ့ဒီအမတ်ကြီးကဘဝမှာကျမ်းစာဖတ်တတ်ပေမဲ့နားမလဲဘူးနော်အဓိပ္ပာယ်ကိုမသိဘူးနှုတ်ကပတ်တော်ရဲ့အနက်အဓိပ္ပာယ်ကိုနားလဲတာအရင်မဟုတ်ဘူးအဖိုးခပေးပြီးကိုးကွယ်တာအရင်ဟာလေလုယာဒီနေ့လူတွေဟာနားလဲခြင်းတာဒါပေမဲ့အဖိုးခပေးပြီးကိုးကွယ်ခြင်းတဲ့သူအင်မတန်ရှားတယ်နော်အခုကြည့်ဒီအမတ်ကြီးကို तू နားမလဲဘူးဒီကျမ်းစာအဓိပ္ပာယ်တော့သူ့မှာဘာရှိလဲကိုးကွယ်ခြင်းရှိတယ်ဘလို့ကိုးကွယ်ခြင်းလဲအချိန်ပေးပြီးကိုးကွယ်တယ်သူ့ရဲ့အသက်တာထဲမှာကျမ်းစာကိုနားမလဲပေမဲ့သူ့ရဲ့ကိုးကွယ်ခြင်းမှာအဖိုးခပါတယ်အဲ့ဒီအခါမှာဖခင်ကသူ့ကိုတရက်တော့ဒီကျမ်းစာရဲ့အနက်အဓိပ္ပာယ်ကိုနားလဲခွင့်ပေးလိုက်တာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေ့ရောက်လာတဲ့မိဘညီကိုမောင်တို့များဒီနေ့ကျွန်တော်တို့ကိုဖခင်သခင်ကစိန်ခေါ်နေတာဖြစ်တယ်ကျွန်တော်တို့ဖခင်ကိုကိုးကွယ်တာကောင်းတယ်အဖိုးခရှိလားဒီခေတ်ဒီကာလဟာဖခင်ကအဖိုးခတောင်းနေပြီအချိန်ပေးပြီးမှကိုးကွယ်တဲ့လူရဲ့အသက်တာကိုကြည့်နတ်နေတဲ့နှုတ်ကပတ်တော်ကိုပထမအဆင့်နားလည်ခွင့်ရသွားပြီသူနောက်တစ်ယောက်အကြောင်းကိုကျွန်တော်ပြောမယ်ရှင်မဿဲခရစ်ဝင်အခန်းကြီး1မှာခရစ်တော်လူစားတိခံတဲ့ခရစ်တော်လူစားတိခံတဲ့အခါမှာကောင်းကင်မှာကျယ်ပေါ်တယ်အဲ့ဒီကျယ်ကိုတမန်ကျမ်းစာကဒီလိုရေးတယ်သူဤကျယ်အဲ့ဒီသူဆိုတာလူစားတိခံတဲ့ခရစ်တော်ကိုဖော်ပြတဲ့ကျယ်အဲ့ဒါကိုသူဤကျယ်လို့ခေါ်တယ်ဆိုတော့အဲ့ဒီခရစ်တော်လူစားတိခံတဲ့အခါမှာကျယ်ပေါ်ပြီးဒါနဲ့မာကုပညာရှိတွေကဟာကျယ်လဲတွေ့ရောဒီကျယ်ကထူးခြားတယ်ဟဲ့ခါတိုင်းကျယ်နဲ့မတူဘူးကယ်တင်ရှင်ခရစ်တော်လူစားတိခံပြီးဒါကြောင့်ကျယ်ပေါ်တာသူတို့သိတယ်ဒါပေမဲ့ဘယ်နေရာမှာခရစ်တော်လူစားတိခံလဲသူတို့မသိဘူးဒါပေမဲ့ဘာပဲပြောလူစားတိခံတဲ့ခရစ်တော်နဲ့ပတ်သက်ပြီးတော့သူတို့တွဲခြင်းနဲ့သူတို့ဘာလုပ်ခြင်းလဲကိုးကွယ်ခြင်းတယ်ဟာလေလုယာသူတို့နေတာကဘာဘူးလုံးမှာအဝေးကြီးရပ်ပေါင်းများစွာအဲ့နေရာကိုရောက်ဖို့လာတာခရီးကမနေဘူးအဝေးကြီးတိုးတော့သူတို့ဘာလုပ်ခြင်းလဲ
ကိုးကွယ်ခြင်းနဲ့ဟာလေလုယာကိုးကွယ်ခြင်းနဲ့သူတို့နေရာမှာခရစ်တော်လူစားတိလာခန္ဓာမဟုတ်ဘူးနော်အဝေးကြီးမှာခန္ဓာဒါပေမဲ့သူကကိုးကွယ်ခြင်းနဲ့အဲ့ဒီနာကလူတွေကတော့ဘလို့လဲမသိဘူးဒါပေမဲ့အဝေးကြီးမှာရှိနေတဲ့ဘာပုလုံမှာရှိတဲ့မာကုပညာရှိကတော့ဘာလို့ခြင်းလဲကိုးကွယ်ခြင်းနဲ့ကိုးကွယ်ခြင်းနဲ့ဒါနဲ့ပဲအဲ့ဒီနေရာကိုလိုက်လာပြီးမှသူတို့အတိအကျတော့မသိဘူးဒါနဲ့အဲ့ဒီမှာဟေရုဒ်နဲ့တွေ့တယ်ဟေရုဒ်ကိုမေးတယ်ဟေရုဒ်ကလည်းမသိဘူးတဲ့ဒါနဲ့ကျမ်းတပ်ပုဂ္ဂိုလ်တွေကိုခေါ်ပေးတယ်ကျမ်းတပ်ပုဂ္ဂိုလ်တွေကိုပြောတော့ကျမ်းတပ်ပုဂ္ဂိုလ်တွေကကျမ်းစာမှာပါတယ်တဲ့အဲ့ဒါယူဒပြည်ဗက်လင်မှာမွေးမယ်တဲ့ကျမ်းစာမှာဒီလိုပြောတယ်အဲ့တော့အဲ့တဲ့ရင်ကိုကြားလဲကြားရောတခါတည်းအဲ့ဒီမာကုပညာရှိတွေကဘာလုပ်လဲသွားတယ်အဲ့ဗက်လင်ကိုသွားတယ်ဒါမဲ့သူတို့မသွားခင်မှာဟေရုဒ်မင်းကမှားလိုက်တယ်တွေ့ရင်နဲ့အပြန်ကြရင်ငါစီဝင်ခဲ့တယ်ငါလည်းပြောအောင်တော့တဲ့ငါလည်းကိုးကွယ်ခြင်းတယ်တဲ့တကယ်တော့ဟေရုဒ်မင်းကကိုးကွယ်ခြင်းတာမဟုတ်ဘာလို့ခြင်းတာလဲတတ်ခြင်းတာဘာဇက်ကကိုးကွယ်ခြင်းတယ်လို့ပြောပြီးတော့မှနှလုံးမှာကိုးကွယ်ခြင်းစိတ်မရှိတာဖျားသိတယ်ဒီနေ့ယုံကြည်သူများအွန်လိုင်းကကြည့်နေတဲ့ညီကိုမောင်နှမတွေသင်တကယ်ကိုးကွယ်ခြင်းလားဘာဇက်ကပဲကိုးကွယ်ခြင်းနဲ့ပြောပြီးတော့နှလုံးမှာကိုးကွယ်ခြင်းစိတ်မရှိတဲ့ဟေရုဒ်မင်းလို့မဖြစ်ဖို့သင်အင်မတန်အရေးကြီးတယ်ဟေရုဒ်ကတကယ်ကိုးကွယ်မှာမဟုတ်ဘာလို့မှလဲတပ်ပလိုက်မှာဘာဇက်ကတော့ဘာပြောလဲကိုးကွယ်ခြင်းနဲ့ပြောတာတကယ်တော့သူတတ်မှာဒါနဲ့မာကုပညာရှိတွေကလည်းဟေရုဒ်ရဲ့နှလုံးသားဟာဒီလိုရှိပါလားသူတို့မသိဘူးဘယ်သူဟာဘလို့နှလုံးသားနဲ့ပြောနေလဲဆိုတာဖယားပဲသိတယ်ဒါနဲ့မာကုပညာရှိတွေကကောင်းပြီလေသွားတော့အခုနကျယ်ကသူတို့ရှေ့ကနေရွေ့ပြီးသွားနေတာဒါနဲ့သူတို့ကကျယ်ရွှေ့တဲ့အတိုင်းလိုက်ရွှေ့ပြီးသွားတယ်နောက်ဆုံးကျယ်ကရက်သွားရောကျယ်ရက်တဲ့အောက်တဲ့ရအိမ်ထဲကိုမာကုပညာရှိတွေဝင်သွားရောဝင်ရောဟာဟိုမှာသူငယ်တော်ကိုတွေ့ချက်ချင်းပဲသူငယ်တော်ဘာလုပ်လဲကိုးကွယ်တယ်အဲ့ဒီသူငယ်တော်ကိုကိုးကွယ်တဲ့အခါမှာသူတို့ဘာပါဝင်ခဲ့လဲဆိုတော့ရောဗန်မုရန်နဲ့ရွှေအဲ့ဒီမှာပါဝင်ခဲ့တယ်ဒီတိုင်းကိုးကွယ်လားကိုးကွယ်ခြင်းထဲမှာသူတို့ပေးဆက်ခြင်းရှိလားဘန္တာဥစ္စာကိုပေးပြီးမှကိုးကွယ်တာကြည့်ပါသူတို့ပေးဆက်သွားတာ၃မျိုးရွှေရောဗန်မုရန်၃မျိုးပေးတယ်အတိတ်ပဲရှိတယ်ဒီလက်ဆောင်၃မျိုးဟာဒါဆိုရင်ကိုးကွယ်ခြင်းထဲမှာအချိန်ပေးတဲ့လူရှိသလိုကိုးကွယ်ခြင်းထဲမှာဘန္နာဥစ္စာပေးရတာရောရှိလားရှိတယ်ဒီတိုင်းမဟုတ်ဘူးဒီတိုင်းဟာလေလုယာအာမင်ဆိုပြန်သွားတာမဟုတ်ဘူးဒါနဲ့ဖယားခင်ဘယ်လောက်ကောင်းလဲဟေရုဒ်မင်းစီကိုအပြန်မှာဝင်မလို့သူတို့သာဝင်ပြောခဲ့မယ်ဆိုရင်တရက်သူတို့ဝမ်းနေရလိမ့်မယ်ဘာလို့လဲဟေရုဒ်ကတတ်မလို့လေဒါမဲ့သူတို့မသိဘူးတွေ့လားဟေရုဒ်တတ်မယ်ဆိုတာကိုဒါနဲ့အပြန်မှာဖယားခင်ကသူတို့လမ်းပြတယ်လာတဲ့လမ်းနဲ့မပြန်နဲ့တခြားလမ်းနဲ့ပြန်ပါဘလောက်ပညာတတ်တဲ့လမ်းမှန်ဆိုတာဖယားပဲ့ပြင်ခြင်းမှာပဲရှိတယ်ဟာလေလုယာလူတိုင်းဟာလမ်းမှန်ကိုမတွေ့နိုင်ဘူးဖယားကိုဖိုးခပေးပြီးကိုးကွယ်သွားတဲ့လူကတော့ဖယားမှားတဲ့လမ်းမပို့မှန်တဲ့လမ်းကိုပြန်ပြပေးတယ်ဟာလေလုယာအာမင်ဒါကြောင့်ဒီနေ့ဘဝအသက်တာထဲမှာအဖိုးခနဲ့ကိုးကွယ်ပါကိုယ့်ရဲ့လမ်းခရီးကိုဖယားသခင်ပဲ့ပြင်တာခံစားရမယ်ချစ်တော်ညီကိုမောင်နှမရှင်လုကာခရစ်ဝင်အခန်းကြီး19 1 ကနေ 6မှာယေရှုခရစ်တော်ခရီးသွားပြီးယေရိခေါဇက်ကဲဆိုတဲ့အခွန်ကောင်ကသတင်းကြားတယ်ဟာသခင်ယေရှုခရစ်တော်လာတယ်ငါတွေ့ခြင်းတယ်ဒါနဲ့ပဲဇက်ကဲကလူအုပ်ကြားတဲ့ဝင်တိုးမရဘူးလေလူအုပ်ကသူ့တဲ့အယက်မြင်တာကိုသူယေရှုခရစ်တော်ကိုတွေ့လို့မရဘူးအဲ့ဒါနဲ့ပဲသူဘာလုပ်လဲဆိုလို့ရှိရင်တစ်ပင်တပင်ရှိသခင်ယေရှုခရစ်တော်လာမဲ့လမ်းကိုကြည့်တော့တစ်ပင်တပင်အဲ့တစ်ပင်တပင်စီကိုသွားတယ်အဲ့ပေါ်ကိုတက်သွားတယ်ဒါနဲ့ခရစ်တော်တကယ်လာတဲ့အခါမှာဇက်ကဲကအရင်တွေ့တာမဟုတ်ဘူးခရစ်တော်ကအရင်တွေ့တာနော်ကိုးကွယ်ခြင်းနဲ့နှလုံးသားရှိရင်တင့်ကိုဖယားသခင်ရှာတွေ့ပါတယ်ဟာလေလုယာအာမင်တကယ်ကိုးကွယ်ခြင်းနဲ့နှလုံးသားရှိတဲ့လူကိုဖယားသခင်ရှာတွေ့တယ်ချစ်တော်ညီကိုမောင်နှမဒါနဲ့ပဲဟာဇက်ကဲ
မြန်မြန်စင်နေ့အိမ်မှာငါတဲမယ်ဟာလေလုယာဇက်ကဲဟာခရစ်တော်ကိုကိုးကွယ်တဲ့အခါမှာဘာပေးလဲသူ့အိမ်ကိုပေးတယ်နေရာပေးတယ်အခန်းနဲ့နောက်ဆုံးဇက်ကဲရဲ့အသက်တာဘာဖြစ်သွားလဲပြောင်းလဲသွားတယ်ခရစ်တော်ကပြောတဲ့ကယ်တင်ခြင်းနေ့စီမှာရောက်ပြီတဲ့ကယ်တင်ခြင်းနေ့စီမှာရောက်ပြီဇက်ကဲအသက်တာပြောင်းလဲသွားတယ်မတရားယူရင်လေးစားပေးမယ်ဖြစ်လာပြီဒီနေ့ရောက်နေတဲ့မိဘညီကိုမောင်နှမများဘဝအသက်တာထဲမှာအဖိုးခပါတဲ့ကိုးကွယ်ခြင်းပါဇက်ကဲဒီတိုင်းမဟုတ်ဘူးခရစ်တော်နဲ့ပတ်သက်လာရင် तू ဘာပေးလဲနေရာပေးတယ်သူ့ရဲ့နေရာပေးပြီးကိုးကွယ်ခြင်းမှာဒီတိုင်းမပြီးသွားဘူးကောင်းကြီးမင်္ဂလာခံစားရတယ်ဟာလေလုယာအဲ့အဖိုးခပေးပြီးကိုးကွယ်ခြင်းမှာသူ့ရဲ့အသက်တာပြောင်းလဲခြင်းဖြစ်သွားတယ်ဒီနေ့ရောက်နေတဲ့ညီကိုမောင်နှမတွေကျွန်တော်တို့ရဲ့ကိုးကွယ်ခြင်းဟာအဖိုးခရှိတယ်အဖိုးခဒီနေ့ဖယားသခင်တောင်းတဲ့အချိန်ဖြစ်ဒီနေ့ဒီအချိန်ဟာကျွန်တော်တို့အရင်တုန်းကလိုကိုးကွယ်ခြင်းမျိုးမဟုတ်ဖယားသခင်ကဒီနေ့အရောက်တိုင်းစီကနေအဖိုးခတောင်းတယ်အချိန်ပေးရမယ်ဗန္တာပေးရမယ်နေရာပေးရမယ်ဒါကိုနားလဲစီခြင်းနောက်ဆုံးတစ်ယောက်ကိုပြောမယ်ဒံယေလအခန်းကြီး6မှာဒံယေလဆိုတဲ့ပုဂ္ဂိုလ်ကဝင်ကြီးတစ်ယောက်ဖြစ်တယ်ဒံယေလဟာထူးဆန်းတဲ့ဉာဏ်နဲ့ပြည့်စုံတဲ့ဝင်ကြီးတကားတွေထက်လွန်ကဲတဲ့အဲ့ဒီဒံယေလကဖျားဝတ်မှာမွေးလျော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်တရေကြတော့အဲ့ဒီဒံယေလစုံစမ်းနှောက်ယှက်ခြင်းတွေ့ဖျားဝတ်မှာမွေးလျော်တယ်ဖျားလည်းသူ့ကိုကောက်ကြီးပေးထားတယ်ဝင်ကြီးဖြစ်တယ်ယာဒူးရှိတယ်သူ့ရဲ့ဉာဏ်ကလည်းဖျားခင်ကကောင်းကြီးပေးတော့တခြားဝင်ကြီးတွေထက်တော်တယ်ဒါနဲ့တခြားဝင်ကြီးတွေကဘာလုပ်လဲဆိုလို့ရှိရင်ဘယင်ကြီးကိုအတော့ထောင်လုပ်တယ်ဘာဘူးလို့ဘယင်ကိုရှင်မင်းကြီးဒီနိုင်ငံမှာရှင်မင်းကြီးကအကြီးဆုံးဘယင်ကြီးကလည်းဟုတ်တာပေါ့ဒီတိုင်းသူပြည်သားတွေကဘာပဲလို့အရှင်မင်းကြီးရှိမှပဲတောင်းရမယ်ဟုတ်တယ်ဘုရားကိုဆုတောင်းရင်ရှင်သစ္စာကျွေးမယ်အမိန့်ထုတ်လိုက်ပထမစကားတွေကမြောက်သွားတာနောက်ပိုင်းကျတော့အဲ့ဒီဘယင်ဟာဘသူ့ကိုထိခိုက်ဖို့ဖြစ်လာလဲအသက်ရှင်တဲ့ဘုရားကိုဆုတောင်းတဲ့လူကိုကိုးကွယ်တဲ့လူကိုရှင်သစ္စာကျွေးဆိုအဲ့အဆင့်ရောက်သွားတာအစကတည်းကသူဒါမျိုးမစင်စားပါဘူးဒီဘယင်ကဒါပေမဲ့ပြောရင်းနဲ့စကားတွေကျွံသွားတယ်အခုဘာဘူးလုံးဘယင်ကကျွံသွားပြီရှင်သစ္စာကျွေးမယ်ဟာဒံယေလကြားရောဒီအမိတ်ကိုဒံယေလသိပါတယ်ဒါဘယင်ကြီးကဒီလိုအမိတ်မထုတ်ပါဘူးဒါအောက်ကလူတွေအတော့ထောင်လောက်တာသူသိတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီဘယင်ရဲ့အမိတ်ကိုဘယင်အောင်ပြန်နှုတ်လို့မရတော့ဘယ်လိုလုပ်မလဲပြန်နှုတ်လို့မရတော့ဘူးကျင်ညာပြီးမှပြန်ဖြတ်သိမ်းလို့မရတော့ကဲဘယ်လိုလုပ်တော့မလဲဒါနဲ့ဒံယေလကတော့ပုံမှန်အတိုင်းပဲဗရင်ပေါက်ဖွင့်ဖျားရှိခိုးပြီဆူတောင်းပြီသူ့ကိုဒုက္ခပေးမဲ့လူကြီးတွေကချောင်းနေတာ तू သိတယ်ဒါမဲ့ तू ကိုးကွယ်ဒါနဲ့ပဲလူကြီးတွေကသွားပြီးတော့မှဘယင်ကိုတိုင်လိုက်ရှင်မင်းကြီးဓမ္မဒံယေလဘယင်ကြီးထုတ်ထားတဲ့အမိန့်ကိုလွန်ဆန်ပြီးမှဖျားကိုဆူတောင်းတယ်အရှင်မင်းကြီးအမိန့်တိုင်းဆိုရင်ရှင်သစ္စာကျွေးရဟာဘယင်စိတ်မကောင်းလုံးဝစိတ်မကောင်းအယမ်းဝမ်းနေတယ်အယမ်းစိတ်မကောင်းဟာသွားပြီဘယ်လိုလုပ်မလဲသူထုတ်ထားတဲ့အမိန့်လေပြန်ပြင်ဖို့စဉ်းစားအောက်ကလူကပြင်လို့မရဘူးနော်တဲ့ဒီအမိန့်ကတဲ့ကြည့်နော်ဘယင်ပါခတ်သွားတာဘာလို့လဲဘယင်ကဒံယေလကိုချစ်တယ်ဒံယေလကိုချစ်တယ်ဘာမှပြန်ပြင်လို့မရတော့စကားကြုံသွားပြီမဟုတ်လားဒါပေမဲ့ဒံယေလကအဲ့ဒီအဖိုးအခါအတွက်အစဉ်သစ်ပဲဟာလေလုယာဒါနဲ့ပဲသူ့ကိုချင်းသစ်တွေနဲ့ချလိုက်ချင်းသစ်တွေနဲ့ချလိုက်ပြီးချင်းသစ်တွေနဲ့ကြသွားတဲ့အခါမှာထူးဆန်းတယ်နော်ဘယင်ကတညလုံးမအိပ်ဘူးဘယင်ကဘာလို့လဲအော်ဒံယေလတော့သေပြီချင်းသစ်ကြိုက်စားပြီအဲ့လိုထင်တာပေါ့အယံဝမ်းနေတယ်သူထောက်မိတဲ့အမိတ်တွေလဲသူတညလုံးသူမပြောဘူးမနာကြတော့ဝမ်းနေစွာနဲ့ပဲအဲ့ဒီချင်းသစ်တွင်အဝမှာလာအော်တယ်ဒံယေလနစ်ဖယားနစ်ကိုကဲသလားလာအော်တယ်အောက်ကနေဒံယေလပြောတယ်အရှင်မင်းကြီးဟာဘယင်လန့်သွားတယ်ဟာဒါတော့ချင်းသေးတန်တော့မဖြစ်နိုင်ဘူး
ဖွင့်တဲ့လူအတန်ကြီးဖွင့်အဖောင်းဖွင့်ဟာဟိုမှာဒန်ယေလချင်းသေးမကြိုက်ဘူးချင်းသေးရတသက်ဒန်ယေလတသက်တွင်းထဲမှာဟာကဲဆွဲထုတ်ဒန်ယေလကိုအပေါ်ဆွဲတီပြီးမှမင်းချင်းသေးမကြိုက်ဘူးလားမကြိုက်ဘူးဘာလို့မကြိုက်လဲကောင်းကင်တမန်ကချင်းသေးရဲ့ဗဇက်ကိုလာပိတ်ထားတယ်ဟာလေလုယာအာမင်ချင်းသေးဗဇက်ကိုလာပိတ်ထားတာကောင်းကင်တမန်ကျွန်တော်လေးချင်းသေးအတွက်စိတ်မကောင်းစားစရာကိုကြည်ပြီးမှတွေ့လားဗဇက်ဟာလို့မရဘူးနော်ဘလောက်စိတ်ထိခိုက်မလဲအစာအပေါ်လဲရောက်တော့ကောင်းကင်တမန်ချင်းသေးဗဇက်ကိုဖွင့်လိုက်တာချင်းသေးဘလောက်ဒေါသထွက်မလဲစဉ်းစားကြည့်ပြီးလဲပြီးမှဒန်ယေလကိုဒုက္ခပေးတဲ့လူကြီးတွေအကောင်လုံးဘယင်ကအဲ့ချင်းသေးတွေနဲ့ပြန်ပြစ်ချခိုင်းလိုက်သူတို့ပြန်ကြတော့လေမြေကြီးနဲ့မထိဘူးတဲ့အဲ့ဒီလူတွေချီဆောင်ချင်းပါသွားတယ်မထင်နဲ့ချင်းသေးရဒီတပွဲတော့လွတ်လို့မဖြစ်ဘူးနော်ဒီပွဲမှာတော့ဟိုတစ်ခေါက်ကကောင်းကင်တမန်လာပိတ်သွားတယ်မဟုတ်လားဒီတစ်ခေါက်တော့စိန်ပြေနေပြေစားလို့မဖြစ်ဘူးကြတာနဲ့ဝင်ဆွဲတာအောက်ကိုမထိလိုက်ဘူးဟိုလူတွေလမ်းတဝက်မှာပဲပွဲသိမ်းသွားတယ်ကြည်ဒန်ယေလအပေါ်လဲရောက်ပြီးတော့ဒန်ယေလကိုဘုရားခင်ဘာလုပ်လိုက်လဲဆိုလို့ရှိရင်ယာဒူးတွေအများကြီးပြန်ချီးမြှောက်လိုက်ဒီဟာလေးကိုစဉ်းစားမယ်ဆိုလို့ရှိရင်ဒန်ယေလရဲ့အသက်တာဘုရားကိုကိုးကွယ်တဲ့အခါမှာဆုတောင်းတဲ့အခါမှာအသက်ကိုဇရေထားလားသူယာဒူးပြုတ်ပြီလားပြုတ်ပြီယာဒူးပြုတ်ပြီအသက်ပါသေသွားမှဇဒေးထားတယ်ဖယားကိုကိုးကွယ်တဲ့ဒန်ယေလဖိုးခပါလားပါတယ်ဖိုးခပေးပြီအသက်ကိုဇဒေးပြီးကိုးကွယ်တာဟာလေလုယာအာမင်ကောင်းကြီးရတာတွေမရတာတွေလာမပြောနဲ့အဲ့ဒါခဏထားအရေးကြီးတာဘာပေးပြီးကိုးကွယ်လဲဆိုတာအရေးကြီးတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ဝေငှနေတဲ့ခေါင်းစဉ်ကအဖိုးခပေးပြီးကိုးကွယ်တာချစ်တော်ညီကိုမောင်တို့မှာဒီတိုင်းကိုးကွယ်ခြင်းမဟုတ်ဘူးဗာလဲဖိုးခပေးပြီးကိုးကွယ်အေသီယိုပီအမတ်ဘာပေးပြီးကိုးကွယ်အချိန်ပေးပြီးကိုးကွယ်မာကုပညာရှိဘာပေးပြီးကိုးကွယ်ဥစ္စာဘန္တာပေးပြီးကိုးကွယ်ဇကဲဘာပေးပြီးကိုးကွယ်နေရပေးပြီးကိုးကွယ်ဒန်ယေလဘာပေးပြီးကိုးကွယ်အသက်စဒေးပြီးကိုးကွယ်အသက်ကိုပေးထားတာသေခြင်းသေမတတ်နိုင်ဘူးဒီနေ့ကျွန်တော်တို့အလက်ဘာပေးပြီးကိုးကွယ်ကျွန်တော်တို့လက်ရောက်ပြီသူတို့ရေးတဲ့ကျမ်းစာတော့ပြီးသွားပြီအခုကျွန်တော်တို့လက်အဲ့ဒီကျမ်းစာတွေဘာလုပ်ဖို့ဒီမှာလာရေးထားတာလဲတစ်ကော30အပိုင်ငယ်17ကျွန်တော်နောက်ကလိုက်ဆိုပေးပါငါတို့ကိုဆုံးမเสียဖို့ကျမ်းစာ၌ရေးထားလျက်ရှိသည်ဒီကျမ်းစာထဲမှာရေးထားတဲ့အရာတွေကဘာလို့ဖို့လဲငါတို့ကိုဆုံးမဖို့ဒန်ယေလအကြောင်းရေးတာဒန်ယေလသိဖို့မဟုတ်ဘူး तू သိပြီးသားမာကုပညာရှိအကြောင်းရေးတာမာကုပညာရှိသိဖို့မဟုတ်ဘူး तू သိပြီးသားကျွန်တော်တို့ကိုဘာလို့ဖို့လဲဆုံးမဖို့အာမင်ကိုစကားပြောပါငါ့ကိုဆုံးမဖို့ကျွန်တော်ကိုဆုံးမဖို့ဘုရားကရေးထားတာဒီထက်အဖြစ်ပြက်တွေအားလုံးဟာအဲ့တော့ဒီနေ့သင်ခန်းစာကိုအဆုံးသတ်ပါပြီပေးပြီးကိုးကွယ်မှတ်ထားပါအဖိုးခပေးရလားအဖိုးခပေးပြီးကိုးကွယ်အရင်တုန်းကကိုးကွယ်ခြင်းနဲ့အခုကိုးကွယ်ခြင်းမတူဘူးအဖိုးခပေးပြီးကိုးကွယ်ကျွန်တော်အရောက်တိုင်းအဖိုးခရှိတယ်ဒါကြောင့်ဒီနေ့ရောက်လာတဲ့မိဘညီကောင်မောင်နှမတွေကိုအလဲရောက်ပြီအဖိုးခအာမင်ဝမ်းသာတယ်အဲ့ဒီအဖိုးခတွေအားလုံးကထာဝရမှာကျွန်တော်ပြန်ရိတ်သိမ်းရမှာဖြစ်တယ်ဟာလေလုယာဒီအဖိုးခကပြန်ရမှာပြီးတော့ခဏရတော့ထာဝရဟာလေလုယာပြီးတော့ခဏရတော့ထာဝရထွမြောက်ရာ34အပိုက်ငယ်20လိုက်ဆိုအောင်ထာဝရဘုရားထံတော်သို့အဘယ်သူမျှ
လက်ချီမလာရဖယားသခင်စီကိုလာတဲ့အခါမှာဘယ်သူမှလက်ချီမလာပါနဲ့လက်ချီတတ်မလာပါနဲ့အဓိပ္ပာယ်ကဖယားသခင်စီကိုလာမယ်ဆိုရင်ဘာနဲ့လာမလဲအဖိုးခနဲ့တိုးဝင်ကိုးကွယ်ဖို့လိုတယ်ဟာလေလုယာဒါကြောင့်အဖိုးခရှိရမယ်ဆုံးဖြတ်ချက်ချစန္ဒရှိဖယားလုပ်ပေးမယ်အာမင်ပါဝင်တဲ့လူကိုပါဝင်စရာအမြဲပေးတဲ့ဖယားဖြစ်တယ်ခေကြီးဘလောက်ပြက်ငါတို့ဖယားပြက်တဲ့ဖယားမဟုတ်ဘူးအာမင်ဘသူတွေခက်ခဲငါတို့ဖယားစီမှာအခက်ခဲမရှိဘူးအာမင်ဖယားရှင်အဖြစ်အောင်မြင်ရမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ရောက်လာတဲ့မိဘညီကောင်ပေါင်းတော်များအရောက်တိုင်းဒံယေလဘာပေးလဲအသက်စတေးတယ်မာကုပညာရှိဘာပေးလဲဥစ္စာဘန္နာပေးတယ်ဇက်ကဲဘာပေးလဲနေရပေးတယ်အေသီယိုပီမဘာပေးလဲချိန်ပေးတယ်ကျွန်တော်တို့လည်းရောက်ပြီငါတို့ဘာပေးမလဲဘာပေးပြီးကိုယ်ကွယ်သင်စီမှာဖယားခင်ဘာပေးထားလဲအဲ့ဒါဖယားခင်နိုင်ငံတော်အတွက်အခုချိန်ပေးဖို့ပဲဖြစ်တယ်နေရာပေးထားလားအကျယ်ကြီးဖယားခင်နိုင်ငံတော်အတွက်အဲ့ဒီနေရာကိုသုံးဖို့လိုတယ်ဖယားခင်သင်ကိုယာရုပေးထားလားဥစ္စာဘန္နာပေးထားလားအဲ့ဒါဒီကနေ့သုံးဖို့ဖြစ်တယ်ဖယားခင်သင်ကိုအချိန်ပေးထားလားအဲ့ဒီအချိန်နဲ့ဒီနေ့ဖယားခင်ထံကိုတိုးဝင်ဖို့ဖြစ်တယ်အာမင်ကိုယ့်ကိုစကားပြောပါအဖိုးခပေးပြီးကိုးကွယ်မယ်အာမင်ထပ်ပြောအချိန်ပေးပြီးကိုးကွယ်မယ်ထပ်ပြောနေရာပေးပြီးကိုးကွယ်မယ်ထပ်ပြောဥစ္စာဘန္နာပေးပြီးကိုးကွယ်မယ်အာမင်ဆိုပါချက်ချပါဘယ်တော့မှနောက်မဆုံးနဲ့ဟာလေလုယာအဆုံးသက်ဆုတောင်းမယ်ဆိုတော့ဒီထဲထဲမှာအဖိုးခပေးဖို့လာမယ့်အပတ်များမှာလာမယ့်ရက်များမှာငါအဖိုးခပေးမယ်လို့ဆုံးဖြတ်ချက်နော်အသက်တရက်ရှင်တာဘုရားနဲ့ဆိုင်တယ်ဘုရားပေးထားတာအသက်သူ့ကိုကိုးကွယ်ဖို့ဖြစ်တယ်ဘုရားကိုကိုးကွယ်လို့မရတဲ့လောကမှာနေစရာအကြောင်းလည်းမရှိဘူးဘုရားကိုကိုးကွယ်ဖို့ဖြစ်တယ်ဒီအဖိုးခအတွက်ကိုတိုင်ပေးနိုင်ဖို့ကိုတိုင်ဘုရားနဲ့ပတ်သက်အဖိုးခပေးနိုင်ဖို့အသက်တာတွေကိုစက္ကပ်ရအောင်ဟာလေလုယာအားလုံးတို့က